သားဒီလိုမျိုးမလုပ်ခဲ့ဘူးဆိုငါတို့ပြတ်မှာမဟုတ်ဘူးဆိုတော့တွေးတွေဒါပေမဲ့ပြန်လို့ချင်လားဆိုရင်တော့မလို့ချင်တော့ဘူးရချင်လားဆိုတော့လည်းမရချင်ဘူးဒါပေမဲ့တတိယနေတော့မယ်ပေါ့အဲ့လိုမျိုး feel ပဲပေါ့နည်းနည်းပြောရတော့ခက်တယ်အဲ့ဒါတော့ခံစားမှုတဲ့သူတွေပဲသိတယ်他家的泪。Брата, ой, катим, крутим любовь, тачки, но со вкусом кандалаки, самый умный кадиллак. Это ма. ပါလေ ကိုကမင်းတွေ့ဘူးတဲ့ယောက်ျားလေးနဲ့တူတာမဟုတ်နော် ပါလေတချောင်းပို့ပါလို့လား